ကဲဟဲ့အောင်နေဒီအဲ့မနေတော့ကြည့်တယ်ခေါင်းနေတာခေါင်းနေတပိတ်တာကြော်တော့ရှိတယ်အဲ့ခေါင်းကြီးမို့တော့မိုးရီဖြောက်ဆိုလို့ရှိရင်ကိုကြီးမျိုးရဲ့ဆရာကြီးရဲ့ခေါင်းနေတပိတ်ကြတော့ရှိတယ်ဘယ်လိုရတာလဲကြည့်လိုက်ဘယ်လိုများတာကိုပြတယ်ဒီတီနေတော့ဒီတတအဲ့လိုမိုးရီရွာတိုင်းဒီတာလိုက်မိုးရီရွာတယ်ဆိုပေါက်မိုးရီရွာလိုက်အဲ့လိုလေနေရီတာလိုက်တဲ့အချိန်ကျမှခေါင်းကြီးကထားတယ်ကြာတာလိုက်ဒီအဲ့ခေါင်းကြီးမဟုတ်ဘူးကြည့်လိုက်ငါးပိတ်တာကြော်ရဆရာကြီးကိုလူကြီးငါးပိတ်တာကြော်တယ်နော်ငါဖန်သမားလေးလွမ်းသမားလေးပေါ့ကွာငါဖန်သမားလွမ်းသမားလေးအဲ့လေဒီကောင်လေးနေတဲ့ခေါင်းပုံတော့အဲ့ကြည့်လိုက်ဦးဆရာကြီးအဲ့ပါနောက်ဗီဒီယိုမှာစုံမယ်ကွာ